ကိုယ့်ရဲ့ Facebook ကိုနှစ်သက်တမ်းကုန်တယ်နောက်တစ်နှစ်လို့ဆိုလို့ရှိရင်ကုန်တော့မယ်ဥပမာပြောမယ်ဆိုရင်2029ဇွန်လမှာကုန်မဲ့သူဆိုလို့ရှိရင်ဒီ2026 6လကလေးကကြိုးပြီးတော့သက်တမ်းတိုးထားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးတိုးမယ်ဆိုလို့ရှိရင်ကိုကဘလို့ကိုဖာတာကိုရက်ချင်းကိုဘယ်လိုယူမလဲ online ကနေ appointment ဘယ်လိုယူမလဲဆိုတာကိုပြပေးပါမယ်သူဟာကဒီလိုမျိုး appointment လျှောက်တာတော်တော်များများတော့သိပြီးသားဖြစ်ကြမယ်ထင်တယ်ဒါပေမဲ့တယောက်တလေလေးများမသိသေးရင်အဲ့ဒီနားမလည်သေးတဲ့သူအတွက်အကျိုးရှိသွားမယ်ဆိုရင် Zoom sharing လုပ်ပေးရတာလောက်ရကျိုးနဲ့ပါတယ်ကဲဒါဆိုရင်ဘယ်လိုလုပ်မလဲကိုကေကနေဝင်လိုက်ပါကိုဖုန်းထဲကနေကိုကေကနေဝင်ပြီးလို့ရှိရင်ဒါကတော့ဘုမရဒီကရိုက်ထားဖြစ်တဲ့အတွက်သူကပေါ့နော်အလိုလိုကြလာ passport မြန်မာကြာကိုယ်ကငကိုတုံးကရိုက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဒါဆိုလို့ရှိရင်ရိုက်လိုက်မယ်အဲ့လိုမျိုးရိုက်မယ်ဆိုလို့ရှိရင်ဒီသူ့ရဲ့ website link ပေါ့မြန်မာ embassy ဆိုတဲ့ဟာပေါ့တန်ရုံပေါ့နော်သူ့ရဲ့ website link ကိုကြာလာဖြစ်တဲ့အတွက်ဒါဝင်မယ်ဝင်ပြီးပြီဆိုလို့ရှိရင်သူကကိုယ့်ရဲ့မြန်မာဘာသာစကားနဲ့လည်းဒီထက်စားရေးပေးထားဖြစ်တဲ့အတွက်လွယ်လွယ်ကူကူရှောင်ထားလို့ရမယ်ဒီမှာဆိုလို့ရှိရင် QR code စတင်လျှောက်တာအင်းရောနှိပ်ပါဆိုတာကလုပ်မယ်နောက်ပြီးရင်ဒီဟာကဘာလဲဆိုတော့အပေါ်မှာသူပြောထားတဲ့အချက်လက်အတိုင်းပဲပေါ့နော်တိထက်စားဖတ်ရှုပြီးတော့မှ agreement သဘောတူပါတယ်ပေါ့သဘောတူပါတယ်ဆိုလို့ရှိရင် okay ဒီဟာမှာဆိုလို့ရှိရင်ဆောင်ရွက်လို့ရဝန်ဆောင်မှုကိုအရင်သွားမယ်ကိုကတကယ်လို့ passport တက်တန်းမဲ့တိုးမယ်ဆိုလို့ရှိရင်တက်တန်းတိုးပြောင်းဆုံးဆိုတဲ့ဟာနှိပ်ပြီးတဲ့ခါကျတော့မှဒီမှာဆိုရင်နာမည်အပြည့်ကိုကိုယ့်ရဲ့လက်ရှိ passport ထဲမှာရှိတဲ့နာမည်ဥပမာ zoom ပွင့်နာမည်ဆိုရင် zoom ပွင့်ဦးဆိုတော့ဒါအင်္ဂလိပ်စလုံးပေါင်းနဲ့တစ်ခါတည်းပဲရေးနေပေါ့နော်ကိုယ့်ရဲ့ passport ရဲ့ဒီ passport ထဲမှာရှိတဲ့ထားပါ MF MG အစရှိတဲ့ဖြင့် MI အဲ့လိုမျိုးကနန်းအကုန်လုံးပေါ့ MI နောက်ကကနန်း6လုံးပေါ့ဒီဟာကိုရိုက်ထည့်မယ်ရိုက်ထည့်ပြီးရင်ဒီဟာနောက်တစ်ခုကဒီ passport မှာဆိုလို့ရှိရင်ဆော့ဆော့ပြောလို့ပေါ့ passport တက်တန်းကုန်မှာက2029ဇွန်လ10ရက်မှာကုန်မယ်ဆိုပေမဲ့တကယ်တမ်းက2026မှာတိုးတာအဲ့ဆိုတော့သူကကြီးခိုင်းထားတာ passport day of expiry ဆိုတာဘယ်ချိန်ဘယ်နှစ်မှာတက်တန်းကုန်မှာလဲဘယ်ရက်မှာဆိုတော့ကိုကုန်မရက်ကိုနှစ်နဲ့ရက်နဲ့လနဲ့ပြောဒီမှာရိုက်ထည့်လိုက်ရုံနဲ့ရိုက်ထည့်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဖုန်းနံပါတ်မလေးရှားဖုန်းနံပါတ်ရေးမယ်။ဘာကြောင့်လို့အဲ့လိုဆိုရှင်ဒီမလေးရှားဖုန်းနံပါတ်ကသူရိုက်ထည့်ပေးမှလာရင် OTP ကုတ်ကကြမှာပေါ့နော် OTP ကုတ်ကြပြီးတဲ့အခါကျမှပဲဘာဖြစ်မလဲဆိုတဲ့အခါကျတော့ဒီလိုအပ်တဲ့ဟာကိုဆက်ပြီးတော့လုပ်လို့ရမှာမဟုတ်ဘူး။နောက်တစ်ခုကကိုယ့်ရဲ့ Gmail လိပ်စာကလည်းလိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ကိုက appointment ယူပြီးသွားပြီဆိုလို့ရှိရင်ချက်ချင်းနိုင်ငံရချင်းမကြလာဘူးရချင်းမကြတစ်ပတ်ဒါမှမဟုတ်လို့ရှင်နှစ်ပတ်ဆောင်ရတဲ့လူရှိတယ်အဲ့လိုမျိုးချိန်မှာဆိုလို့ရှင်ကိုပေးထားတဲ့ Gmail ထဲမှာတိတိကျကျနဲ့ပေးထားတဲ့လိပ်စာပေါ့နော်အဲ့ဒါကိုသူတို့ကနေမှဒီ scan ပေါ့ scan လေး email ပို့ပေးတယ်ပို့တဲ့အခါကျလို့ရှင်ကိုကဥပမာဆိုကြပါစို့လေးလပိုင်း26ရက်နေ့မှာရှောက်လိုက်တယ်ဒါပေမဲ့သူတို့က appointment ကြတာရက်ချင်းက6လပိုင်း28ရက်နေ့မှာလာခဲ့ပါဆိုလို့ရှင်ကိုကသူတို့ပေးထားတဲ့ကန်လေးကိုပေါ့နော်ဒီကျူအားပေါ့ကျူအားကုတ်ကိုပြပြီးတော့မှလိုအပ်တဲ့အိမ်အောင်ဇရာမှုရင်းမပုံမြင်မှုရင်းအစရှိတဲ့ပြင်မှာလိုအပ်တဲ့အခွန်တစ်နှစ်စာဆောင်ရမှာမျိုးတွေပေါ့ပါမရှိရင်လည်းပါမရှိလူရဲ့အချက်လက်မရှိသေးရင်လည်းမရှိသေးတဲ့သူဒီကကျတော့ဒီအိမ်အောင်ဇရာတွေမှတ်ပုံတင်နေပေါ့ဒါတွေကိုလိုအပ်တာတွေအကုန်လုံးဖြည့်ပြီးတော့မှစောက်ထားမယ်ဆိုတာကိုနှိပ်ရမှာဖြစ်ဒီလိုမျိုးပေါ့နော်ရှောက်လိုက်ခြင်းအပြင်ကိုယ့်ရဲ့passport တန်းကိုဖတ်တာကို appointment လုပ်ရတာလွယ်ပါတယ်ဆိုတာကိုပြပြချင်တာပါ okay ဒါဆိုလို့ရှိရင်စောက်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုပေါ့နော်ဖတ်ပြီးတော့ပြောမယ်စောက်ပြီးပြီဆိုလို့ရှိရင်ဒီကျူအားကုတ်ချောက်ထားတဲ့သူတွေကကိုယ့်ရဲ့ဒီကျူအားရက်ချင်းချင်းဆိုတော့ဘုံတို့စောက်ပြီးထားပါတော့နှစ်ပတ်နေလို့ရှိရင်ကြာလာပြီကြာလားမကြာလားလဲကိုမသိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ Gmail ပေးထားတဲ့လိပ်စာထဲမှာလဲဘာမှအကြောင်းမပြန်သေးဘူးဆိုလို့ရှိရင်ဒီဟာကဒီရက်ချင်းကိုပြန်ပြီးတော့စုံစမ်းဖို့ရတယ်ကိုပေးထားတဲ့ဖုန်းနံပါတ်နောက်တစ်ခါကိုယ့်ရဲ့မှတ်ပုံတင်ခဏန်း6လုံးပေါ့နော် MF နောက်ကအစရှိသဖြင့်ပေါ့အဲ့လိုမျိုးဟာကိုလုပ်ပြီးပြီဆိုလို့ရှိရင်သူပေးထားတဲ့ဒီဟာလေးကကျတော့ဒီသူ့ရဲ့တုံထုံရဲ့အခရာကြီးပေါ့အဲ့ဟာကိုသူပေးထားတဲ့အတိုင်းဒီမှာဆိုလို့ရှိရင် M အကြီး C အသေး H အသေး
ငါခွန်ပေါ့သူပြီးထားတဲ့အတိုင်းပဲတိတိကျကျရိုက်ထည့်ပြီးဆိုလို့ရှိရင်အခြေအနေစုံစမ်းလို့ရှိရင်ဖြစ်မလဲဆိုလို့ရှိရင်ရချင်းရရင်ရတယ်မရရင်မရဘူးပေါ့နော်ဒီလိုမျိုးစစ်လို့ရပါတယ်ဒါကတော့ဒီ passport ပတ်စံတိုးတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ခြင်းပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်